ဟိုနေ့ကကျွန်တော်ထက်အသက်9နှစ်လောက်ကြီးပြီးဘာ social media မှာတိတ်မသုံးတဲ့အကိုတယောက်နဲ့အပြင်မှာတွေ့တော့ဗျာသူကအဝတ်စားအစ်စ်တွေဝယ်လာတော့ကျွန်တော်ကရိုက်လူခံရအောင်မယ်နော်လို့စလိုက်တာအဲ့တော့ तू ကမသိဘူးဟာနဲ့ဘာရိုက်လူရလဲတဲ့ဟာအခုအင်ကြီးတွေရိုက်လူနေကြရလေလို့ပြောတာဘယ်လိုမျိုးလဲတစ်ခါမှမကြားဘူးတဲ့အဲ့နဲ့ကျွန်တော်ဒီဗီဒီယိုလေးပြလိုက်ရသေးတယ်ဒီဗီဒီယိုချာတိတ်တယောက်ကကျွန်တော် Messenger ကိုပို့လာတာသိလား तू ပို့တော့က9ပုတ်လောက်ရှိတယ်အဲ့ဒီဗီဒီယို9ပုတ်လုံးထဲမှာအဲ့အင်ကြီးရိုက်လူတဲ့ကောင်ကနေတိုင်းသူကအဲ့အပြင်ထွက်ပြီးအဲ့လိုက်လူနေတာသူကရွေလူကြီးရှိကလိုက်လူနေတာအုပ်စုဖွဲ့ပြီးတော့အဲ့ဒါကျွန်တော်ကဘယ်နေရာမှာလဲဘယ်သူတွေလဲသွားမေးတဲ့ဥစ္စာကိုဘာဖြစ်သွားလဲမသိဘူးဗျာအန်ဆန်နေလုတ်ပြီးတော့မှကျွန်တော်ဘလော့သွားကျွန်တော်ဒီတပုတ်ပဲကျွန်တော်စေ့ထားလိုက်နိုင်တော့ကြည့်ရောအောင်ဝဲအဲ့ဒီမှာပြောနော်အင်ကြီးရိုက်လူတယ်ဆိုတာကိုမမြင်ဘူးတဲ့လူတွေမသိတဲ့လူတွေအဲ့မှာကြည်သွားကြနော်အဲ့ဒါအင်ကြီးလူတာတဲ့ဒီဘက်ခင်မှာနော်ပတ်စံလူတာတွေပါတယ်မဟုတ်တော့အင်ကြီးလူတာဖြစ်သွားပြီ